လက်ရှိလုပ်နေတဲ့အလုပ်ကိုကျွန်တော်မထွက်ဘဲနဲ့ freelance အလုပ်ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်ကိုအမေးများတာကကျွန်တော်ဘယ်လိုမျိုးမေးခွန်းတွေများလဲဆိုရင်လက်ရှိအလုပ်လုပ်နေတယ်ဒါပေမဲ့ freelance အလုပ်ဘယ်လိုမျိုးလုပ်ရမလဲပေါ့နော်ဆိုတော့ဒီလိုမျိုးမေးခွန်းကျွန်တော်ဖြေပေးချင်ပါတယ်အဓိကအားဖြင့်တော်တော်များများကလက်ရှိ full time job လုပ်နေမယ်ဆိုရင်ဒါမှမဟုတ်တစ်ခုခုကိုလုပ်နေမယ်ဆိုရင်ကျွန်တော်တို့က freelance လုပ်လို့မရအောင်လို့ထင်တာပေါ့နော်အမှန်တကယ်တော့မဟုတ်ဘူးကျွန်တော်လက်ရှိအလုပ်လုပ်နေတဲ့9 to 5လုပ်နေရဆိုလဲကျွန်တော်တို့က freelance လုပ်တွေကျွန်တော်တို့ဆက်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဘယ်ချိန်မှာလုပ်နေဆိုညဘက်တွေအဓိကအားဖြင့်လုပ်တာပေါ့နော်အဲ့တော့ကျွန်တော်နဲ့ဥပမာပေးရမယ်ဆိုရင်ကျွန်တော်ဆိုရင်9 to 5အလုပ်လုပ်တယ်ဒါ2020ဒါအရှိပိုင်းတော့ဆိုတော့ဒါကျွန်တော် full time job လုပ်ခဲ့တာမျိုးကျွန်တော်ရှိရပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်မနက်ခင်း9နာရီလောက်ရတယ်ဆိုရင်ကျွန်တော်မနက်ခင်းဘယ်လောက်ထလဲဆိုရင်ကျွန်တော်9နာရီလောက်6နာရီလောက်ကျွန်တော်ထရတာမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့9 to 5အလုပ်လုပ်တယ်ပြီးတော့ကျွန်တော်တို့9နာရီနောက်ပိုင်းဆိုရင်တော့ကျွန်တော်တခြားအလုပ်ကိုအိမ်ပြန်ရောက်တဲ့အခါကျရင်လုပ်တာပေါ့အဲ့တော့အိမ်ပြန်ရောက်တဲ့အခါကျရင်တော့ကျွန်တော်တို့9နာရီခွဲရုံးစက်နေဆိုပေမဲ့ဒီဘတ်စကားစီးရနဲ့ရေချိုးတမင်းစားနေဆိုကျွန်တော်8နာရီလောက်ဖြစ်သွားပြီပေါ့နော်အဲ့ဒီ8နာရီနောက်ပိုင်းနေပြီးကျွန်တော်တို့ဒီ7နာရီလောက်ထိကိုကျွန်တော်တို့ဒီအလုပ်လုပ်ပေးတာပေါ့နော်တခြားသူတွေ freelance အလုပ်တွေလက်ခံပြီးတော့လုပ်ပေးရမျိုးရှိတယ်အဲ့တော့ဒီအလုပ်ကအမှန်တမ်းပြောရင်တော့အများနဲ့တော့ကျွန်တော်တို့ရှိနေရမျိုးတော့မဟုတ်ဘူးတစ်ပတ်မှာ3ရက်လောက်အဲ့လိုမျိုးလုပ်ပေးရမျိုးရှိတယ်တစ်ပတ်မှာ4ရက်လောက်လုပ်ပေးရမျိုးကျွန်တော်တို့ရှိရပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုကအချိန်မရှိတော့ဘူးလို့ပြီးသွားရင်ကျွန်တော်တို့တခုခုကိုကျွန်တော်တို့အချိန်ပေးဖို့လိုတယ်ဆိုတာမျိုးကျွန်တော်တို့စီရင်မပေးဖို့လိုတယ်အဓိကအားဖြင့်ဒီညပိုင်းတွေလက်ခံပြီးတော့ကျွန်တော်လုပ်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့အရေးကြီးတာကကျွန်တော် time management ပေါ့နော်ဆိုတော့ time management ကအရင်အရေးကြီးပါတယ်ဆိုတော့ဒီကိုကမနက်ခင်းရုံးတက်တယ်ညနေခင်းပြန်ရောက်တယ်ညရောက်တဲ့အခါကျရင်ဒီအလုပ်ကိုကျွန်တော်တေချာပေါက်လုပ်ပေးရမယ့်တာဝန်ကိုကယူထားပြီဆိုရင်တော့တေချာပေါက်လုပ်ပေးဖို့လိုတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ time management ကိုတော့တေချာလေးစီစဉ်ဖို့လိုတယ်ပေါ့နော်ဆိုတော့တော်တော်များများကဒီ9 to 5အလုပ်လုပ်ပြီဆိုရင်ကျွန်တော် freelance အလုပ်လုပ်လို့မရတော့ဘူးကျွန်တော်ထင်တာပေါ့နော်အမှန်တကယ်မဟုတ်ဘူးအဲ့လိုမျိုးနှစ်ခုသွားလို့ရတယ်ကျွန်တော်တော့ကလည်းနှစ်ခုသွားခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီအဲ့လိုမျိုးကျွန်တော်နှစ်ခုလောက်ရမယ့်အပိုင်းကာလအခြားကကျွန်တော်ဘယ်လောက်များကျွန်တော်ကြာအောင်လုပ်ရမလဲပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်မေးခွန်းတစ်ခုထွက်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာပြောချင်တာကကိုက full time job လည်းလုပ်တယ်ပြီးတော့ကျွန်တော်ပြန်လာတဲ့အခါကျရင်လည်း freelance လုပ်တဲ့အခါကျရင်ကျွန်တော်ကအမှန်တမ်းပြောရင်တော့ကျွန်တော် energy အရန်ကုန်နေပေါ့နော်တနေ့ကုန်အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ဒါကြီးတော့ဘယ်သူမှတော့မလုပ်ချင်ဘူးပေါ့နော်အဲ့ဒါပေမဲ့ကျွန်တော်အတန်းတစ်ခုထိပဲကျွန်တော်တို့လုပ်ဖို့လိုတယ်ပေါ့နော်ဒါလုပ်ဖို့လည်းကျွန်တော်အကြံပေးမဟုတ်ရင်ကျွန်တော်တို့လူပင်ပန်းနေပြီးတော့လူကိုထိကျမ်းမာရေးတွေပဲထိခိုက်လာဖို့ရှိတယ်ပေါ့ဘာလို့လဲဆိုတော့ထိုင်နေရတာအများမယ်ပြီးတော့ကျွန်တော်တို့အာယုံစူးစိုက်မှုများရတာဖြစ်တဲ့အတွက်ကျွန်တော်ကျမ်းမာရေးတွေအသိမကောင်းဘူးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်တိုင်းတစ်ခုလောက်ရမလဲဆိုရင်နံပါတ်2ချက်ကိုကျွန်တော်ကအဓိကအဖြစ်ကျွန်တော်ဟိုပါပေါ့နော်စဉ်းစားသိချင်တယ်ပေါ့နံပါတ်1ကဘာလဲဆိုရင်ကျွန်တော် networking ပေါ့နော်ဆိုတော့ကျွန်တော် corporate လုပ်မယ်9 to 5 job လုပ်မယ်ဆိုရင်ကျွန်တော်ကအသိဉာဏ်များနိုင်တယ်များကျွန်တော်တို့ networking လုပ်ထားဖို့လိုတယ်client တွေကျွန်တော်တွေ့တဲ့အခါကျရင်ဒီ communication ကောင်းကောင်းနဲ့ဆက်သွယ်ထားဖို့လိုတယ်ပြီးတော့ကျွန်တော်တို့တင်းမှာရှိတဲ့ colleagues တွေဒီလုပ်ပေါ်ကိုင်းဘက်တွေကိုကျွန်တော်ကောင်းမွန်ဆက်ဆံဖို့လိုတယ်သူတို့နဲ့ connection တွေကျွန်တော်ထိတ်ထားဖို့လိုတယ်ဒီအလုပ်ထွက်သွားတဲ့တီးတိုင်အောင်မှာသူတို့ကကိုယ်အကူအညီပေးတဲ့ဟာမျိုးကျွန်တော်ဖြစ်လာအောင်ကျွန်တော်ဟိုပေါ့နော်ရင်းနှီးမှုရယူထားဖို့လိုတယ်ဆိုတော့ကျွန်တော်မှလည်းကျွန်တော်အရင်တော့ဒီ ex colleagues တွေပေါ့နော်ကျွန်တော်ဒီလုပ်ပေါ်ကိုင်းဘက်အဟောင်းတွေကလည်းကျွန်တော်ကိုအလုပ်တွေ offer ပေးတာမျိုးကျွန်တော်ညွှန်းပေးတာမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ကြောင့်ဒီဟာကလည်းမဖြစ်မနေလုပ်တဲ့ networking လို့ပြောတဲ့အခါကျရင်ကျွန်တော်ကဒီရုံးတွင်းရုံးပြင်ပါပေါ့နော်ရုံးတွင်းမှာရှိတဲ့ colleagues တွေရောကျွန်တော်တို့ဒီတခြားအသိမိတ်ဆွေတွေရောနောက်တစ်ခါရုံးပြင်မှာရှိတဲ့ကျွန်တော်တို့ဒီဒီဟိုပေါ့နော်ဒီclient တွေကိုကျွန်တော်တို့ကတေချာပေါက်လေကျွန်တော်တို့ကnetworking တိစောက်ထားဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ saving money ပါဆိုတော့ကျွန်တော်တို့ freelance အလုပ်ကိုလုံးလုံးကြီးကျွန်တော်စပြီးတော့ပြောင်းဖို့ဆိုရင်ကျွန်တော်တို့မှာစုဆောင်းထားတဲ့ကျွန်တော်တို့ saving money လေးရှိထားဖို့လိုတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့6လစာလောက်ကျွန်တော်စုဆောင်းခဲ့တယ်ပေါ့နော်ဥပမာကိုကတစ်လကိုကိုကမိဘကိုထောက်ပံ့ရနိုင်မျိုးရှိရအိမ်အောင်ထောက်ပံ့ရနိုင်မျိုးရှိရဆိုရင်တစ်လကိုဘယ်လောက်ကုန်လဲ9သိန်းကုန်လဲဆိုရင်အဲ့9သိန်း6လစာ330ကိုကျွန်တော်တို့လက်ထဲမှာကင်ထားဖို့လိုရမကုတ်တစ်လကိုက10သိန်းကုန်လဲဆိုရင်6လစာ360ကိုလက်ထဲမှာကျွန်တော်တို့စုဆောင်းထားဖို့လိုတယ်ပြီးတော့မှကျွန်တော်တို့အဲ့ဒီ full time job အလုပ်ကိုထွက်ပြီးတော့ကျွန်တော်တို့ freelance အလုပ်ကိုပြန်ပြီးတော့ကူးပြောင်းစေခြင်းနဲ့မဟုတ်ရင်ကြောက်ကျွန်တော်တို့အတွက်အခက်ခဲရှိရပေါ့နော် freelance အလုပ်ဆိုတာကကျွန်တော်တို့ပုံတည်ရတဲ့ဝင်ပြီးတော့မဟုတ်ဘူးရတဲ့အခါကျရင်ရတယ်မရတဲ့အခါကျရင်လည်းကျွန်တော်တို့မရဘူးကျွန်တော်ရှိတာဖြစ်တဲ့အတွက်ကိုယ်စီမှာ6လလောက်30ရှိနေတဲ့အခါကျတော့ကိုယ့်အတွက်ဝင်တစ်ခုပေါ့တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီ saving money လုပ်စီချင်တာပတ်စံလေးကိုစုပြီးတော့မှကျွန်တော်တို့ဒီ full time job ကိုထွက်ပြီးတော့ကျွန်တော် freelance အလုပ်ကိုလုံးလုံးကြီးကျွန်တော်တို့ပြောင်းစေချင်တာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါ bonus တစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ client ရှာဖွေတဲ့အပိုင်းပေါ့နော်အဲ့တော့ client ရှာဖွေတဲ့အပိုင်းကျရင်ကျွန်တော်တို့ကို့မှာကိုကဒီ freelance အလုပ်တစ်ခုတည်းနဲ့ရက်တီလို့ရနိုင်တဲ့client မျိုးအရေးအတွက်မျိုးကျွန်တော်တို့ပိုင်ဆိုင်ထားဖို့လိုတယ်ပေါ့နော်ဆိုလိုချင်တာကကို income ကကျွန်တော်တို့တစ်လကို10သိန်းရှိမှရမယ်ဆိုရင်ဒါကိုရဲ့ client က2ယောက်ရှိရဆိုအဲ့2ယောက်ကကို10သိန်းပေးနိုင်ဖို့လိုတယ်ပေါ့နော်ကို client က3ယောက်ရှိရဆိုရင်ကျွန်တော်
အဲ့3ယောက်ကကျွန်တော်10သိန်းပေးနိုင်ဖို့လိုတယ်ပြောချင်တာကကျွန်တော်တို့ဒီ value တစ်ခုလုံးကကျွန်တော်တို့ဒီ customer value တစ်ခုလုံးကကျွန်တော်တို့အတွက်ကျွန်တော်တို့ income ကို cover ဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မှပဲကျွန်တော်က trust စေချင်တယ်တကယ်လို့မဟုတ်ဘူးကိုကသိရမလားဟို client အနေနဲ့ communication ရလဲအဆင်ပြေတယ်သူတို့ကညဘက်လုပ်ပေးရလဲအဆင်ပြေတယ်နောက်တစ်ခုကကျတော့ကိုလည်းအပင်ပန်းခံနိုင်တယ်ဆိုရင်တော့ full time job ကို freelance အလုပ်ကိုကျွန်တော်ကဆက်လုပ်စေချင်တယ်အလုပ်ကိုထွက်လိုက်တာမျိုးကျွန်တော်တော့မလုပ်စေချင်ဘူးဒီကာလကလည်းတော့ကျွန်တော်တို့ပတ်စံနည်းနည်းရှားတာအခက်အခဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်တော့လုပ်စေချင်တယ်မဟုတ်ဘူးကိုက freelance အလုပ်ကိုပဲကျွန်တော်ဆက်ပြီးတော့ဒီဇိုင်းမတ်လုပ်သွားချင်တယ်ဆိုရင်တော့အဲ့ဒီခုနကကျွန်တော်ပြောတဲ့ပတ်စံစုပြီးတော့ဒီ client ကိုလည်းကျွန်တော်တို့ပိုင်နိုင်တဲ့client ရှာဖွေမှုအပိုင်းကိုလည်းကျွန်တော်စီစဉ်ထားဖို့လိုပါတယ်ဒါကတော့ကျွန်တော်တို့freelance လုပ်ရှင်နဲ့အလုပ်လုပ်ရင်းနဲ့ full time job လုပ်ရင်းနဲ့ freelance လုပ်ရှင်တဲ့သူတွေအတွက်ဗီဒီယိုလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်